ပေးရလို့လား စစားမဖြစ်တော့ဘယ်လိုပြောရမလဲဆိုရင်ပြီးအောင်မနေတနေ့ပြည့်အောင်မနေပဲနဲ့အိမ်ပြောင်းလိုက်တာကွာအဲ့တခုမှဆိုရင်အော်ဆိုစပေါ်ငွေပေးရတယ်လေဥပမာအိမ်ငားတာ6000ဆိုရင်တော့အဲစပေါ်က2လစာကြိုပေးထားရတယ်6000နဲ့12000ပေါ့နော်อืมအဲ့လိုမျိုးစပေါ်1000ပြီးတော့မှဟိုစားအိမ်ငားတာ6000ပါထားပေးရတယ်လေအဲ့လိုမျိုးပဲအရင်စီးကြီးရယ်18000ပေးရတာပေါ့ပြီးတော့သူကဟိုစားနည်းနည်းပဲနေပြီးအိမ်ပြောင်းခါကျတော့စပေါ်12000ရှုံးတယ်လေอืมအလုံးကြောက်မှုလို့ပြောင်းရတာပေါ့နော်အလောက်လာတေချာတော့မသိဘူးဒါပေမဲ့သူတို့အဖွဲ့ခါကျတော့အများနဲ့အိမ်ပြောင်းနေတာပဲအော်ဟုတ်တယ်ပြောင်းနေကြားရတော့လေဟောဘာလို့များလဲတော့မသိဘူးဆိုပြီးတော့ဟုတ်ပြီးတော့လေတီချာဟုတ်ကဲ့ဟုတ်ညီမပို့ဟာကလည်းမြင်မယ်ထင်တယ်ဟိုဒီစာအုပ်ကိစ္စလေအော်တွေ့တယ်အဲ့ဒါစာအုပ်စာရောက်သွားတာလေသူနဲ့ site တူတွေတော့အများကြီးရှိရဲ့အဲ့ဘာလဲ live ဆိုရဲတအုပ်ခါကျတော့တအုပ်ပဲတွေ့နေစာအုပ်တွေခါကျတော့တအုပ်ပဲတွေ့တယ်တခြားဟာတွေခါကျတော့အများကြီးရှိရဲ့သူ site အမျိုးအစားပေါ့နော်ပြီးတော့အဲ့ဒီလေအုပ်ခါကျတော့မှာပေးလို့ရတယ်တဲ့ဒါပေမဲ့မှာမယ်ဆိုရင်တစ်လားလောက်ကြာမယ်ပြောတယ်ဒီချက်အော်ဟုတ်ကဲ့ဟုတ်ဈေးရရောအဆင်ပြေလားဈေးကဘယ်လောက်ရှိလဲမြန်မာငွေနဲ့ဆိုရင်လေသူတို့ကလည်းမသိဘူးပြောတယ်မပဲသိမယ်လို့ပြောတယ်အော်ပုံစံသူတို့ print ထုတ်ပေးရမှာပေါ့အဲ့လိုပုံစံမျိုးပေါ့ခေါင်းငွေမှားမှာလားဟုတ်တယ်မအော်ဟုတ်တယ်ဒီ original စာအုပ်တွေပေါ့အဲ့လိုလားဟုတ်တယ် original စာအုပ်ရေးတစ်ချက်အော် original စာအုပ်ဆိုတော့ဈေးကြီးမှာอืมอืมဟုတ်တယ် original စာအုပ်ဆိုတော့ဈေးကြီးမှာအဲ့ဟိုစားကျွန်တော်ပို့ဒါပေမဲ့ဈေးတော့မှန်မှာပါရှင်အော်ဈေးတော့မှန်မှာပါလို့ဈေးတော့ထင်တာပဲပြီးတော့ဟိုစားမြို့ထဲမှာဆိုတော့ဈေးကြီးမလားဈေးနေမလားမသိဘူးอืมอืมစာအုပ်တွေဟိုတော့အများပစ္စည်းတွေ Okay ဒါဆိုရင်တော့ I gonna share my side cream Lilia will be back I think so ပြန်လာမှာပေါ့နော် Lilia လည်း ဟုတ် This is the recording video of our lecture day and then everybody and then Kocheပြီးတော့ Blake and မောင်ကြားပါ we miss you all and then go Yigel too Mr. Yigel told me he couldn't join our class anymore because of his how can I say working hour သူအလုပ်ချိန်ကြောင်းမလို့လေသူစပြီးတော့ join ဖို့အဆင်မပြေဘူးတချဲတဲ့အဲ့လိုမျိုးဖြစ်တော့လေအိုးစိတ်မကောင်းပါဘူးလို့ but I will keep updating our Zoom record like this so this week is grammar ဒီ grammar ပြီးပြီဆိုတော့မှစာအုပ်သွားဖတ်ရမှာဆရာစာအုပ်သွားဖတ်ရမှာတက်စမ်းမှာprepare to read လေ the sport due from break ဟုတ်တယ်နေဆရာနေခုလောလောဆယ်တော့ grammar ရဲ့ခေါင်းစဉ်ကတော့ဒီအပတ်က simple present tense and present progressive simple present are everything that we are talking and sit down stand up I eat mohinga or something like this အဲ့လိုမျိုးအများနဲ့ပြောနေကြ eat sleep walk အဲ့ဒါတွေအကုန်လုံးက present simple present tense နော် simple ဟု present တ် tense ဟုတ်ပြီ simple present tense တွေကတော့ဒီမှာရှိပါတယ်သူပြတ်ထားတယ် the meanings of simple present tense so I want you to read this one we often use the simple present tense ဖတ်ကြည့်ပါဦး okay we often use the simple present tense to talk about feel daily attention activity sorry daily daily talk about fact fact စီရခေတ္တလေးထားမယ်နော် okay fact
Lilies activities or opinions and habits yes, habits. The train present singular for always is in. It's always ends in s. S. The third person singular form always ends in s. S ပါတယ်S နဲ့ဆုံးတဲ့စကားလုံးတိုင်းဟာပေါ့နော် singular ဆိုတော့ဗာအဓိပ္ပာယ်လည်းမသိဘူး singular ဆိုတာကဘာပြောလဲဆိုတော့ you know this one single သိလား single ဆိုတာတစ်ယောက်တည်းဟုတ်တယ် single ဆိုတော့တစ်ယောက်တည်း singular ဆိုတော့သူကadjective ပုံစံပြောင်းသွားတာအဲ့ဆိုဘာဖြစ်မလဲ singular ကတော့ပါရမယ် singular form တယောက်တည်းတော့သူတယောက်တည်းတစ်ခုတည်းဖြစ်တော့ပေါ့အဲ့လိုအဓိပ္ပာယ်တယောက်တည်းတစ်ခုတည်းဖြစ်တော့ yes that person singular form ဆိုတာကဒီမှာကတော့ဟိုစားလေ fountain နဲ့တို့ဘာလို့ကြည့်ရလေပါလေအလုပ်လျှောက်တယ်ဆိုရင် fountain နဲ့အဲ့လိုမျိုး form f1 form ပုံစံပေါ့လေ singular form singular ပုံစံဆိုရင် always ends in s third person singular form ဆိုရင်ပြောချင်တာကကြာလို့ရှိရင်if you are talking about somebody တရားရောက်အကြောင်းပြောမယ်ဘယ်သူအကြောင်းပြောမလဲဆိုကျမတို့လီလီယာအကြောင်းပြောမယ်ကွာလီလီယာကအတန်တိုးလေးပဲစကားပြောတယ်ဒါဆိုရင်တိုးလေးပဲပြောတယ်ဆိုရင် speak quietly လို့ပြောမယ်နော်speak quietly လီလီယာကတိုးလေးပဲပြောတယ်ဆိုရင်ဘယ်လိုပြောမလဲလီလီယာ speak quietly Lilia speaks quietly အဲ့ဒီနေရာမှာ third person ဆိုတာကthird person ဆိုတာကကိုနဲ့အတူတူပေါ့လေအခုဆိုရင်သင်နဲ့ကျမနဲ့ကကြတော့ဟို first person ရဲ့ second person ရဲ့ပြောနေတဲ့ speaker ရဲ့ listener သင်ရဲ့နော်ဒီနှစ်ယောက်အကြောင်းမဟုတ်ပဲနဲ့နှစ်ယောက်ရဲ့အပြင်ကတခြားတစ်ယောက်အကြောင်းပြောရင်အဲ့အပြင်ကတခြားတစ်ယောက်ကိုလီလီယာကပေါ့နော်တခြားတစ်ယောက်က third person ဖြစ်သွားတာနော်ဒါဆိုရင်လီလီယာကတယောက်တည်း singular ဖြစ်တဲ့အတွက်ကြောင့်မလို့တယောက်တည်းဖြစ်တဲ့အတွက်ကြောင့်မလို့ speaks မှာ s ထည့်ပေးလိုက်ဥစားဗလဲ present simple simple present ဆိုလို့ရှိရင် speak လေ you didn't speak ပဲဒါပေမဲ့အဲ့ you didn't speak ကသူကကြတော့ plural form သူကအများကိုစားပြုတယ်I speak ဆိုလို့ရှိရင် I speak တို့ I ဆိုလို့ရှိရင်တော့ तू ကတယောက်တည်းဒါပေမဲ့ तू ကကြတော့တယောက်တည်းဆိုမဲ့ရေဘူးရအားဖြစ်ဆိုလို့ရှိရင်I ဆိုပေမဲ့လည်းပေါ့လေ I speak ဆိုပြီးတော့ तू မပြောဘူးဒီတိုင်းပဲ I speak ဆိုပြီးတော့ plural form နဲ့ပဲသုံးတယ်အဲ့ဒါကလည်းဘယ်လိုပြောရမလဲ singular ဆိုပြီးတော့မှတ်လို့မရတဲ့ဟာမျိုးပေါ့ I ကပေါ့လေ I ဆိုတာကလည်းလူတိုင်းပြောတာမျိုးပဲလေI ဆိုလို့ရှိရင်တော့ singular form ပြမယ်ဆိုပြီးတော့ s ထည့်ကြမလို့ဘူးဒါပေမဲ့ third person နော် third person တယောက်ယောက်အကြောင်းပါလာပြီဆိုရင် third person နဲ့ပြောမယ်simple present မှာဆိုရင် third person ကတယောက်တည်းဆိုရင် s ထည့်ပေးရမယ် s ထည့်ပြီးတော့ပြောရမယ်ဒါဆိုရင်လီလီယာကဒူရင်ဒီစားရဲဆိုရင်လီလီယာ eats durian like that okay နော်အဲ့ဆိုလီလီယာအကြောင်းမပြောတော့ဘူးဟိုဘက်က okay Thailand မှာတွေပေါ့နော် Thai lady boys တွေအကြောင်းပြောမယ် lady boys တွေအကြောင်းပြောမယ်ဆိုလို့ရှိရင် lady boys ကတယောက်တည်းကိုပြောမှာမဟုတ်ဘူး lady boys ဖြစ်နေပြီသူကကြောက် singular မဟုတ်တော့ဘူး plural ဖြစ်နေပြီဆိုရင်တော့ lady boys eat
durian eat ပဲသူကကြတော့ s ပါစရာမလိုတော့ဘူး noun နဲ့ verb နဲ့ကအဲ့နေရာမှာဆန့်ကျင်ဘက်ဖြစ်သွားတယ် hello ဟုတ်ကြတယ်ရှင် ဟုတ်တယ် noun နဲ့ verb နဲ့ကအဲ့နေရာမှာဆန့်ကျင်ဘက်ဖြစ်သွားတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင် noun ကအနည်းဆိုလို့ရှိရင်သူက ses မပါဘူးများချင်တယ်ဆိုတော့မှ ses ပေါင်းပေးရတယ် verb ကကြတော့ဆန့်ကျင်ဘက်သူကဒီတိုင်းနေလို့ရှိရင်သူက plural အများသူကို ses ပေါင်းလိုက်ပြီဆိုရင်သူကအနည်းဖြစ်သွားတာ subject နဲ့ verb နဲ့ကပြောင်းပြန်ဖြစ်နေအဲ့နေရာလေးမှာဒါပေမဲ့အဲ့ subject နဲ့ verb နဲ့ကို sentence တွေပြောတဲ့အခါကျရင် agreement လုပ်ပေးရတယ်သူတို့ညှိပေးရတယ် subject ကများမှ subject က plural ဆိုလို့ရှိရင် verb က plural ဖြစ်ကြမယ် verb က plural ဆိုရင် subject က plural ဖြစ်ကြမယ်အဲ့လိုပုံစံမျိုးပြန်ပြီးညှိပေးရတယ်ဟုတ် Okay so now I want you to read Lilia Lilia ဒီဟာလေးဖတ်ပါအောင် the present tense ရဲ့ definition လေးဖတ်ပြပါ Sentence. We often use the simple present tense to talk about facts, daily activity, ဒီစီနေရာမှာပြန်ထွက်မယ်နော် activities of habits, opinion and habits. အခေါင်းလိုက်တဲ့နေတော်တော်အလှသင်းနေပါတော့ Platform of S. Okay so fact so what is the meaning of fact Facts ဘာ က အဓိပ္ပာယ်လဲ fact Fact ကအမှန်တရား တစင်ရော what is that mean ဘာအဓိပ္ပာယ်လဲ fact မသိဘူးတစ်ချက် okay ဟုတ်စား okay နောက်တစ်ခု daily activity တစင်ပြော တတ်မှုလား ရှင် တရားများတတ်မှုလားတစ်ချက် ဟုတ်ဘူး okay so now daily activities miss လုပ်နေတယ်လောက်ရှာမှု ဟုတ်တယ်နေ့စဉ်လှုပ်ရှားမှုတွေပေါ့နော်နေ့စဉ်လှုပ်ဆောင်မှုတွေလှုပ်ရှားမှုတွေ so opinions မြင်ချက် ဟုတ်တယ်ထင်မြင်ချက်ယူဆချက်နော် opinions habits တော့အားနဲ့ ဝါသနာ habits ဝါသနာအလေးအကျင့်နော်ဝါသနာတွေအလေးအကျင့်တွေကိုလုပ်လို့ရှိတယ်ဝါသနာတွေအလေးအကျင့်တွေကျမရဲ့ zoom ကခဏနေကြရင်အောက်ဖြစ်သွားလိမ့်မယ်နော်အဲဆိုရင်တော့ခဏနေပြန်ပြီးတော့ဝင်ခဲ့ရအောင်ဝါသနာတွေအလေးအကျင့်တွေပေါ့နေ့စဉ်လုပ်တဲ့ဟာမျိုးတွေပေါ့ဝါသနာတွေအမြင်တွေ activities တွေအောက်က singular ကရှင်းပြပြီဆိုတော့ facts အဲ့ဒီအကြောင်းမပြောရမယ် facts mean အချက်အလက်အမှန်တရားလို့ဆိုတော့ပြောရလေသူကအမှန်တရားဆိုတာထက်ပေါ့လေမှန်ကန်တဲ့အချက်အလက်တွေအချက်အလက်ဒီလိုပြောရင်တော့ပို့ပြီးတော့ကောင်းမယ်သတင်းအချက်အလက်တွေပေါ့ပြီးရင်ဘယ်လိုဟာမျိုးပြောမလဲဆိုလို့ရှိရင်နေနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်နေနဲ့ပတ်သက်ပြီးတော့နေရဲ့စွမ်းအင်တွေရရှိမှုတွေနဲ့ပတ်သက်တာမျိုးအဲ့လိုမျိုးအချက်အလက်တွေဒါမျိုးအချက်အလက်တွေကိုပြောတာအမြင်တွေမဟုတ်ဘူးပေါ့နော်ဒါကြတော့အချက်အလက်တွေတိကျတဲ့အချက်အလက်တွေ facts တွေကိုပြောတာဒီမှာ example sentence လေးခုရှိတယ် football is sport this is fact no and they attend high school this is daily activity they attend high school they do every day like that now baseball looks thin baseball looks thin baseball ဆိုတာကပျော်စရာကောင်းမဲ့ပုံပဲ looks ပြောထားလေ baseball looks thin baseball ကပျော်စရာကောင်းမဲ့ပုံပဲ this is not fact baseball ကပျော်စရာကောင်းပါတယ်လို့ပြောတာမဟုတ်ဘူးပျော်စရာကောင်းမဲ့ပုံပဲ this is opinion ဒါကိုယ့်ရဲ့အမြင်တကယ်ဆော့မှာပြင်မှန်းတာလည်းဖြစ်ချင်းဖြစ်မှာပျော်စရာမကောင်းတာလည်းဖြစ်ချင်းဖြစ်မှာပေါ့နော် this is opinion he draws cartoons this is habit like that
So what I want you to do is when our zone is out, the time up, I want you to write 4 sentences with simple present tense. Simple present tense နဲ့ 4 sentences. Not 4, 5 sentences ရေးပေးပါ. Number 1 က facts, ပြီးတော့လို့ရှိရင် daily activities, opinions, habits, and third person. Third person ထည့်ပြီးတော့ပါရေးပေး. 5 ချောင်းရေးပေး. No? So now what you are going to do is I want you to write down in your book, student book ထဲမှာဒီဟာလေးရေးပေးပါ. Grammar လို့ကောင်းစစ်တဲ့ simple present tense and present progressive. အခုလောလောဆယ်တော့ simple present tense အကြောင်း definition ကိုချပြီးတော့ရေးလိုက်. So အချိန်မရဘူးလို့ထင်လို့ရှိရင် PDF file လေးရှိတယ်ဆိုတော့ပြီးရင်တော့သွားပြီးတော့ကူးရေးလို့ရပါဘောနော်. Maybe ခဏနောက်9မိနစ်နေအောက်မှာလေ. အခုရေးရမှာလားဆိုတော့မရင်းနဲ့9မိနစ်ကအချိန်ရှိသေးတယ်ဆိုတော့ကျွန်တော်တခြားတစ်ခုလုပ်ကြမယ်. ဒီအောက်က practice 1လေးလုပ်ရအောင်. Let's read the instruction. Instruction go Lilia, I want you to read the instruction. Okay. Complete the sentences with the simple present from the verb in present tense. Hello? Jayala? Yes, a bit, but I want you to read again. Nearly get down. Okay. Complete the sentences with the simple present from the verb in PARENTHESES. Okay, so there is one thing that you know. I tell Mali, see that the galon of Kubara dilla. Shaji la. but la simple လား teacher Tile. PARENTHESES. ENT လား Parent lah. Parent. Yes, parent. 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 Parents ကဘာအဓိပ္ပာယ်လဲ parent. Iba. Yes. မိဘဒါပေမဲ့ဒါကတော့မိဘမဟုတ်ဘူးเนาะဒါပေမဲ့ parents ဆိုတဲ့စကားလုံးပါတယ်ဆိုတာကိုပဲပြောတာ parents these လို့သူကအတန်ထွက်ကမယ် THESES ကို parentheses လို့သူကပြန်ပြီးတော့ထွက်တယ် the verb in parentheses mean the open inverted comma close inverted comma ထဲမှာsorry comma တဲ့ဒီ bracket နှစ်ခုကိုပြောတာမြတ်တာအပိတ်အဖွင့်sorry မြတ်တာအပိတ်အဖွင့်တော့ပါပြီလက်သေးကွင်းကိုပြောတာလက်သေးကွင်းအပိတ်အဖွင့်ထဲမှာပါတာဟုတ်ပြောတာအဲ့ဒီလက်သေးကွင်းအပိတ်အဖွင့်ကို parentheses လို့ခေါ်တာပါ parentheses complete the sentences with the simple present from simple present form of the verb in parentheses ထဲမှာပေးထားတဲ့ verb form တွေကို present simple tense ပုံစံသုံးပြီးတော့ sentence တွေကိုဖြည့်ပါကဲရပါပြီ So number 1 sunspots blank dark spot on the sand you don't need to translate ဒါကို translate လုပ်ဆရာမလိုဘူးဒီမှာ B ဆိုတဲ့ parentheses ထဲမှာရှိတဲ့ simple present form အဲ့ဒီရဲ့ verb ကိုဒီထဲမှာဖြည့်ရုံပဲကဲအဲ့ဒီဟာလေးကိုဘယ်လိုဖြည့်ကြမလဲဘာဖြည့်မလဲဟုတ်လားအဲ့ဒီဘက်ကိုပြောင်းပေးရမှာလား teacher ဟုတ်တယ် present symbols ပြောင်းပေးရမှာ present symbols ထားပြီးတော့ဖြည့်ပေးရမှာဟုတ် sunspot မင်းနေပုံမှာရှိအဆက်တော့ပေါ့နော်ကျင်း Is lah. IS is lah. လားမရဘူးကိုယ့်ကိုယ်ပဲဖြည့်ပြီးတော့မှမှန်လားပဲစစ်တာ
Sunspot mean အဲ့နေဘွားအဆက်အပြောက်ပေါ့နော်နေရဲ့အဆက်အပြောက်ပေါ့အဲ့ဒါက blank dark spot အမဲရောင်အဆက်တဲ့ on the sun နေပေါ်မှာရှိတဲ့အမဲရောင်အဆက် B ကိုဘာပြောင်းကြမလဲ yes of course is Yeah ဟုတ်ပါတယ် B verb to be ဆိုတာကိုကြားဘူးတယ်ဟုတ် verb to be လေverb to be verb to be ဆိုတာကဖြစ်သည်နော်ဖြစ်သည်ရှိသည်အဲ့ B ကနည်းနည်းခက်ရှုပ်ရှုပ်ရယ် verb to be သူကရိုးရိုးတတန် present မှာဆိုလို့ရှိရင်သူက B နော် B သူက present simple အနေနဲ့ဆိုရင်ရိုးရိုးတတန်ဆိုရင် B ဒါပေမဲ့သူကမရိုးမတန်းနေရှိရယ်သူက is ဆိုရင် singular မှာဆိုရင် is ကိုသုံးရမယ် plural ဆိုရင်ဘာသုံးရမှာလဲ အော်တော့ရမယ်ဟုတ်တယ်အာကိုသုံးရမယ်ကိုအကြောင်းကျမကတော့ဘာဖြစ်ပါတယ်ဆိုပြီးတော့ပြောပြီးဆိုရင် ကျမကတော့ is was I is လို့သုံးရမှာလား I is was ကထားစအေး I am simple present ပဲပြောနေရလေ I am ဘာလဲ I want yes I am ဘယ်က simple ပဲပြောတာနော် simple ပဲပြောတော့ကျမကတော့ဘာဖြစ် singular နော် plural ဆိုလို့ရှိရင် are ကဲအဲ့တော့ဒီမှာ is ထည့်တဲ့လူတွေမှားပါတယ်ဘာလို့မှားလဲကြည့်ကြအောင် this part ကြည့်ပါဦး ဟုတ်လား ပါလို့ sunspot is မဟုတ် was Sunspot is plural yes ဘယ်က was လဲ simple tense သုံးနေပါတယ်ဆိုမှ was ကလာတယ်ကွာ is နဲ့ are ပဲရှိရလေကစိတ်ထဲထည့်လိုက်ရှောက်မအောင်နဲ့ okay Now we are talking about simple present no simple present မှာ Sunspot is plural that's why we need to use are sunspots are dark spots on the sand okay so now this is less than 1 minute so what you have to do is write down simple present tense definition and write 5 sentences in fact daily activity opinions and habits then the third person singular form and in s verb and in s အဲ့ဒါနဲ့5ခုရေးရမယ်နော် so see you later alligator see you teacher okay check hey